နိုင်လက်တန်ကည12နိုင်ကိုညွန်ပြနေပြီးရုံငန်းတွေကထွက်လာတော့လမ်းမတွေမှာလူသူမရှိတော့ပဲတိတ်ဆိတ်ငြိမ်သက်နေတာကိုသတိထားမိလိုက်တယ်။ဒီနေ့မှဘာလို့တလက်တော်လူရှင်းနေရတာလဲ။အဲ့လိုတွင်းနေရင်ကိုယ့်ရဲ့အသက်ရှူတန်းကိုတော့ကျွန်တော်ပြန်ကြားနေရတယ်။အိမ်ပြန်လမ်းကမှောင်ပြီးတော့လူလဲတိတ်မရှိတဲ့လမ်းကြားကိုဖျက်ရမှာကိုစိုးရင်စိတ်ကတပြေးပြေးဝင်လာတယ်။ဖုန်းကိုထုတ်ပြီးတချင်းနားထောင်မလို့လုပ်တော့မှပဲဖုန်းရဲ့ဘက်ထရီကကုန်နေပြီ။ဒါနဲ့ကျွန်တော်ကြောချမ်းသွားတယ်။ခြေလမ်းကြဲလှမ်းပြီးလမ်းကွေ့တစ်ခုကိုချိုးဝင်လိုက်တယ်။အမတဲ့နောက်ကျောကနေတစုံတယောက်ရဲ့ခြေတန်းကိုတိတ်ချကြားလိုက်ရတယ်။ကျွန်တော်ရဲ့ခြေလမ်းတန်တွေနဲ့မတူဘူး။ကျွန်တော်ကဖနက်စီးထားပေမဲ့အဲ့ဒီအတန်ကတော့ဖနက်မပါဘဲနဲ့လမ်းလျှောက်နေတဲ့ပုံစံမျိုးဒါမှမဟုတ်မြေကြီးမှာရှော့တိုက်နေတဲ့အတန်လို့ကျွန်တော်လှည့်မကြည့်ချင်ခဲ့ဘူး။နှလုံးခုန်နှုံးတွေကမြန်လာပြီးတော့နှစ်ဖူးပေါ်မှာချွေးစီတွေဆုတ်လာတယ်။ခြေလမ်းကိုပုံမြန်လိုက်တယ်။ကိုမြန်လိုက်တော့အဲ့ဒီခြေတန်းကလည်းပုံမြန်လာတယ်။ကျွန်တော်ရက်လိုက်တော့အဲ့ဒီခြေတန်းကလည်းချက်ချင်းရက်သွားတယ်။ဘာတူလဲအတန်တူတူလေးမေးလိုက်တယ်။ဘာတမ်းမှပြန်မလာဘူး။လေအေးတစ်ချက်ကကျွန်တော်ရဲ့မျက်နှာကိုတိုက်ခတ်သွားတယ်။ဘာပဲဖြစ်ဖြစ်မြင်ရမှာပဲဆိုပြီးတော့နောက်ကိုရုတ်တရက်လှည့်ကြည့်လိုက်တယ်။လမ်းမီတိုင်းရဲ့မှိန်ဖြော့ဖြော့အလင်းရောင်အောင်မှာဘသူ့မှမတွေ့ရဘူး။တပြင်းချိုင်ကိုပြန်ရေးလိုက်တယ်။ထင်အောင်ထင်မှဖြစ်တာပါလေလို့ဖြေသိပြီးတော့ရှေ့ကိုပြန်လှည့်လိုက်တယ်။အဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့ဘဲဘက်ပကုံးပေါ်ကိုအေးဆက်နေတဲ့လက်တစ်ဖက်ကလာရောက်ထိတွေ့လိုက်တယ်။တကူလုံးတောက်တင်းသွားတယ်။အတန်တော့မထွက်နိုင်ဘူး။တဖြည်းဖြည်းချင်းမျက်လုံးကိုဘဲဘက်ကိုရွှေ့ကြည့်လိုက်တယ်။မြင်လိုက်ရတဲ့မြင်ကွင်းကလမ်းမီအောင်ကအရက်မိန်နေပေမဲ့အဲ့ဒီအရာရဲ့ပုံသဏ္ဍာန်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။မျက်နှာကတော့အရှည်ပြားတွေကွာကျနေပြီးသွေးဆုံနေတဲ့အသားစတွေပဲကျန်တော့တယ်။မျက်လုံးနေရာမှာတော့မှောင်မဲနေတဲ့အပေါက်ကြီးနှစ်ပေါက်ကကျွန်တော်ကိုစိုက်ကြည့်နေတယ်။ပါးစပ်ကြီးကနေရွက်ဖျားလောက်ထိစုပ်ဖြဲထားသလိုဖြစ်နေပြီးတော့မဲနဲ့နေတဲ့သွားတွေကကြောက်မပွေကောင်းအောင်စိတ်တန်းနေတယ်။အဲ့အရာကကျွန်တော်ရဲ့မျက်နှာကိုကတ်လာပြီးတော့ပုတ်သွိုးနေတဲ့အနံဆိုးကြီးကိုကျွန်တော်ရှုလိုက်မိတယ်။ပြီးတော့တိုးလေးကပ်ပြောတယ်။အဲ့ဒီအတန်ကနားထဲမှာတိုက်ရိုက်မြည်နေသလိုပဲအေးဆက်ဆက်နဲ့လိုက်ပို့ပွေရကောင်းတယ်။မင်းခုမှအိမ်ပြန်လာတာလား။ကျောင်းသားမှုရဲ့အမြင့်ဆုံးအထွတ်တိတ်ကိုရောက်သွားတယ်။အာကုံထုတ်ပြီးအော်ဟစ်ဖို့စူးစမ်းလိုက်ပေမဲ့လေချောင်းထဲကဒေသံပဲထွက်လာတယ်။နောက်လေကြည့်ဖို့တော့အချိန်မရှိဘဲနဲ့ရှေ့ကိုအစွမ်းကုန်ပြေးတော့တယ်။ကျွန်တော်ရဲ့နောက်မှာအဲ့ဒီအရာကလိုက်လာနေမှသိချာသိတယ်။သူလိုက်လာနေတဲ့ခြေတန်းကပြေးတဲ့အတန်မဟုတ်ဘဲနဲ့လမ်းလျှောက်နေတဲ့အတန်ဖြစ်ပေမဲ့ကျွန်တော်ပြေးတဲ့နှုံနဲ့အဲ့ဒီခြေတန်းရဲ့နီးကပ်လာတဲ့အတန်ကလုံးဝကိုလိုက်မိနေတယ်။မောဟိုက်နေပြီးခြေထောက်တွေကမနိုင်တော့ဘူး။နောက်ဆုံးလမ်းကြားကနေလမ်းမကြီးကိုရောက်ခါနေတဲ့အခါမှာလမ်းမြောင်စလင်းလင်းဖြစ်နေပြီးနောက်ဆုံးခွန်အားနဲ့အိမ်ကိုရောက်သွားဖို့ပြေးလိုက်တယ်။ဒါပေမဲ့အိမ်ရဲ့တကားဝရောက်ခါနေမှာရုတ်တရက်အိမ်တကားကဖြည်းဖြည်းချင်းပွင့်လာတယ်ပြီးတော့မှောင်မဲနေတဲ့အိမ်ထဲကနေကျွန်တော်အမေရဲ့အတန်လိုဒါပေမဲ့အေးဆက်ပြီးတုန်ခါနေတဲ့အတန်ကထွက်လာတယ် ဒါလေးဘာလို့ပြေးနေတာလဲအမေတို့အားလုံးမင်းကိုစောင့်နေတာကြားပြီ အဲ့ဒီအတန်ဆုံးတော့ကျွန်တော်ရက်လိုက်တယ်အမေတို့အားလုံးဘသူတွေလဲကျွန်တော်မိကမရှိတော့ဘူးလေနောက်လေကြည့်တော့အဲ့ဒီအရေးပြားမယ့်အရာကျွန်တော်ရဲ့နောက်မှာရက်နေပြီးတော့ပြုံးနေတယ်ကျွန်တော်မှဘယ်မှပြေးစရာမရှိတော့ရှေ့ကတကားပေါက်တွေကမှောင်မဲနေတဲ့အဆက်ပြောက်တွေကကျွန်တော်ကိုဆွဲယူတော့မလို့တရွေ့နီးကပ်လာတယ်အဲ့အချိန်မှာပဲကျွန်တော်တကူလုံးစသိမ်းမွေးတွေထသွားပြီးတော့အရာအားလုံးကအနက်ရောင်လေးကိုပျောက်ကွယ်သွားပါတော့တယ်